oversize မမိုက်အတွက်အစင်ဆန်းပြီးဒီဇိုင်းထားတဲ့ website လေးကိုရောင်းချင်နေဆိုရင်တော့ live ကဒီ website လေးကိုယူပါဒီ website လေးက7 color intro သားနဲ့ထုတ်လုပ်ပေးထားပြီးတော့မှဆက်ဆက်ချုပ်ပေးထားပါတယ်ဒီဟာလေးက7 color intro design လေးကိုမှလုံးဝဝတ်တဲ့လူတွေအရင်လှအောင်လို့မင်းကဒီ design လေးကိုဒီလိုမျိုးအနားလေးနဲ့ design ပုံဖော်ပေးထားတယ်ပြီးတော့ဒီကျိုးလေးကအရှင်လေးကျိုးရှင်လေးကိုဖြီးလိုက်လို့ရတယ်ခေါင်းဝတ်တဲ့အခါမှာလုံးဝခေါင်းမကျက်နေအောင်ဒီထဲမှာကြက်သီးလေးကိုတေချာလေးဟိုအရှင်လုပ်ပေးထားတယ်ဒီကြက်သီးလေးကအရှင်ပေါ့နော်ပြီးတော့လက်ကလေးဆိုလို့ရှိရင်လည်းဒီအနားလေးနဲ့လက်ကိုလေးပုံဖော်ပေးထားတယ်ပြီးတော့အဲ့ဒီအောက်နားမှာဆိုရင်ဒီလိုမျိုးအနားလေးထည့်ပေးထားတယ်ပြီးအိတ်ကက်လေးထည့်ပေးထားတယ်ပြီးတော့အားသာချက်ကဒီအိမ်မှာဆိုလို့ရှိရင်သူကဘောင်းမီပဲဘောင်းမီလေးဆိုလို့ရှိရင်လည်းလုံးဝ oversize ဆိုတော့အထိုင်ထတင်နေကြီးတာမျိုးဟိုထိုင်တဲ့ခါမှာကြက်နေရမျိုးထိုင်ထားလို့တဲ့ခါမှာအစင်မပြောင်းဖြစ်ရတယ်ကွာကိုလုံးဝ share ကွာအကောက်ကြီးလုပ်ပေးထားတယ်ဘောင်းမီဆိုရင်လည်းဘောင်းမီကို site အကြီးနဲ့ site ပြအကုန်လုံးချုပ်ပေးထားတယ်အဲ့တော့ဈေးအဲ့လိုမျိုး site ပြကြိုက်ပြီဆိုတော့ဈေးလုံးမြတ်မှလုံးဝပူကြမလို့ဈေးလုံးတွေကလည်း2000စုနဲ့ပဲရောင်းပေးပါအဲ့တော့တေချာကတော့ဒီ one set က line ကချုပ်လုပ်ပေးထားပြီးတော့ design ရောကတ်တင်ရောချုပ်ချုပ်သားရော quality ရောလုံးဝအရန်ကောင်းမှချုပ်လုပ်ပေးထားတော့ဝတ်တဲ့လူတွေအတွက်လုံးဝအဆင်ပြေစေတယ်အဲ့တော့လက်လီလက်ကရောင်းချပေးနေတဲ့လူတွေ online shop ညီမလေးတွေကလုံးဝတကယ်ဟိုမှာ7 color intro design အစင်လန်း oversize ကိုရောင်းချင်တယ်ဆိုရင်တော့ဒီက line ကထုတ်လုပ်တဲ့ဒီ7 color intro website လေးကိုယူပြီးရောက်မှာလုံးဝအမျက်တွေများပြီးတော့မှစိုင်မာလေးရောင်းကောက်စီမှာတေးကြတယ်ချစ်မတွေအကုန်လုံးကအထက်စားခုမှဆောက်တော့ဖြစ်ဖြစ်အထက်ရောင်းနေတဲ့အကုန်ချစ်မတွေအကုန်လုံးကလုံးဝ quality ကောင်းတယ်ကတင်ကြတယ် design လည်းလှပတယ်ဈေးနှုန်းဆိုရင်လည်းလုံးဝဒီဈေးကွက်ထဲမှာကျမတို့ပြန်ရောင်းတဲ့ခါမှာအမျက်တွေများအောင်လို့ရောင်းချပေးနေတယ် line collection ကိုအများကြီးရရတယ်ပါကျေးဇူးတင်ပါတယ်